ဒီခုgroup ကနေနှင်လာပါဗောနော်မကဒီဒါတင်မိုးလဲနောက်ကျနေရဲ့အဲ့ဒါလည်း sorry ပါဗောနော်အမဒီလကနေစပြီးတော့မှန်မှန်လေးတင်ပေးပါမယ်ပေါ့အမကတော့အခုစေချောင်းသူပေါ့နော်စေချောင်းသူအဲ့တော့မေးရရှင်လည်းမွန်းနေမေးလို့ရတယ်အမဘုံဘုံနေပြန်ပြီးတော့ဖြေပေးမယ်နားမလဲဘူးမရဘူးဒါမှမဟုတ်မေးစရာမေးခွန်းရှိရဲဆိုလို့ရှင်လည်းအမနာပဲနဲ့အမ Telegram ကနေပဲဖြစ်ဖြစ် group ကနေပဲဖြစ်အကုန်လုံးလာမေးလို့ရတယ်ပေါ့နော်အမတနိုင်တဲ့လောက်အမအကောင်းဆုံးရှင်းပြလို့ရလားရှင်းပြသွားမယ်ပေါ့နော်တခါလေးမှဒါပေမဲ့အမတချို့ဟာလေးတွေကိုသိရရှင်လို့မပြောမိရတော့ဒါမှမဟုတ်လို့ရှင်အမပြောတာမြင်သွားတာလို့ဆိုရင်အမအချိန်မီမေးလို့ရတယ်အမများသောအားဖြင့် online တော့ရှိနေတတ်ပါတယ်ပေါ့နော်အဲ့တော့အမ Telegram ဖြစ်ဖြစ်လည်းမလာမေးပေးပေါ့နော်အမအခု textbook ကိုကင်ပြီးတော့တင်မယ်ပြီးတော့အမလိုအပ်တဲ့ခါမှာပုံလေးတွေပါလေးနဲ့ရှင်းပြသွားမယ်ပေါ့နော်မေးစရာရှိရင်လာမေးလို့ရတယ်ပေါ့နော် okay အဲ့ဒါမှဒီနေ့ grade 12 lesson စကြမယ်ပေါ့အမအကြံပြုချင်တာဘာညာရှိရဲဆိုလဲအမတို့လာပြီးအကြံပြုလို့ရတယ်ပေါ့ okay chapter 1 introduction to biology ကိုစပြီး introduction လုပ်မှာပေါ့နော်ဒါပေမဲ့တို့သမီးတို့ကသိခဲ့ပြီးသားဖြစ်ပါလိမ့်မယ် grade 10မှာရော grade 11မှာရော biology အကြောင်းအမတို့သင်ခဲ့ပြီးသားပေါ့နော်အဲ့တော့အခုကတော့မတို့ဒီ chapter grade 12ရဲ့ပထမအဆုံးသင်ခန်းစာဖြစ်တဲ့ biology ကိုစတင်ပြီးတော့လေ့လာမှာပေါ့ okay အဲ့ဆိုမှဒီ chapter ရဲ့ learning outcomes လေးအကြောင်းနည်းနည်းပြောမယ်ပေါ့နော်တချို့တွေတော့ဒါမတို့ဒီဟာပြီးရင်သိရမယ်ဟာပေါ့ဘာလဲဆိုတော့ it is expected that student will be able to ကျောင်းသားတွေက identify ခွဲခြားနိုင်ရမယ် explain ရှင်းပြနိုင်ရမယ် give example of the 5 things things 5ခုကိုရဲ့ example တွေကိုလည်းပေးနိုင်ရမယ် the central to living organisms အမတို့တက်ရှိရဲ့အတွက်အရေးကြီးရဲ့အခြေခံကြတဲ့အသင်း5ခုရဲ့ example တွေကိုလည်းရှင်းပြနိုင်ရပါမယ် okayနောက်တစ်ခု understand the core theme of evolution core theme ရဲ့ evolution တွေအကြောင်းအမတို့သိရမယ် evolution စင်ကဲဖြစ်စဉ်တွေအကြောင်းသိရမယ်အဲ့နဲ့တူ organization တို့ information energy and matter တို့ရဲ့ interaction အဲ့ဒါတွေဘယ်လိုဖြစ်နေလဲဆိုတာကိုလည်းနားလည်ရမယ်ပေါ့ review the importance of biology in the daily life of people လူတွေရဲ့နေ့စဉ်ဘဝမှာ biology ကဘယ်လိုအရေးပါလဲဆိုတာကိုလည်းအမတို့ပြောပြနိုင်ရမယ်increase the awareness of production and productivity of CVS and vegetable crop ပေါ့နော်။မဒီ production and productivity of CVS and vegetable crop မဟင်းသီးဟင်းရွက်တွေအမတို့အစစ်အဆန်စံလဲပါတယ်ပေါ့နော်။အဲ့လိုမျိုးအစစ်အဆန်ကြီးထုတ်လုပ်တဲ့နေရာမှာထုတ်လုပ်မှုတွေကိုအမတို့သိချာဘယ်လိုတိုးတက်အောင်လုပ်လို့ရမယ်ဆိုရင် knowledge ကိုလည်းသိရမယ်။ understand the basic knowledge of aquaculture and livestock ပေါ့နော်။မရေထဲမှာနေတဲ့ aquaculture တိရစ္ဆာန်တွေအပင်တွေအဲ့ဒါတွေရပြီးတော့ဒီ livestock တွေရဲ့အခြေခံကြတဲ့အချက်လက်တွေသိစရာတွေလည်းသိရမယ် give knowledge about the food resources အမတို့အစားအစာတွေဘယ်အဓိကရနေလဲဆိုတဲ့ knowledge တွေကိုလည်းသိရမယ် promote the knowledge of health and how to prevent disease by using medicines အမတို့ဒီကျန်းမာရေးနဲ့ပတ်သက်တဲ့အသိပညာတွေဘယ်လိုတိုးတက်အောင်လုပ်လို့ရတယ်ပြီးတော့အမတို့ဆေးတွေကိုသုံးပြီးယောဂတွေကိုဘယ်လိုကာကွယ်လို့ရတယ်ဆိုတာကိုသိရမယ် learn the uses of fibers and material used in making clothing and shelterမတို့ဝတ်စားတွေလုပ်တယ်ပြီးအမတို့အမိုးကာတွေလုပ်တယ်အဲ့ဒီအချိန်မှာမတို့ fibers တွေ materials တွေဘယ်လိုသုံးလဲဆိုတဲ့အချက်တွေကိုလည်းသိရမယ် okay this is just learning outcome ပေါ့နော်ဒါတွေကတော့ just ရမလို့ဘူးပေါ့အမဒီတိုင်းပဲနားလဲစီခြင်းလို့ပေါ့နော်ရှင်းပြတာပေါ့နော် okay အမတို့တကယ်စမယ် themes of biology ရဲ့ themes တွေအကြောင်းပေါ့နော်grade 10တို့ grade 11တို့မှာလည်း biology ကိုသင်ခဲ့ဘူးလိမ့်မယ်အဲ့ဒီမှာလည်းသိတဲ့လောက်သိခဲ့မယ်ပေါ့နော်မသိခဲ့ရင်လည်းအအခြေခံကနေပြီးတော့တချို့ဟာတွေဆွဲပြီးတော့ပြန်ပြောပြသွားမယ်ပေါ့အဲ့မှာအခြေခံလွတ်သွားတယ်ဒါပေမဲ့ basic knowledge နဲ့လွတ်သွားတယ်ထင်တယ်ဆိုရင်အမကိုမေးလို့ရတယ်ပေါ့themes of biology ရဲ့အဓိကအချက်လက်တွေ biology ရဲ့အခြေခံအချက်လက်တွေပေါ့အဓိကအပေါ်တွေ biology is broadly divided into biology ကိုအဓိကခွဲလို့ရတယ်5 major things 5ခုအနေနဲ့ခွဲလို့ရတယ် organizations ဖွဲ့စည်းဆောက်ပုံတွေ and ပြီးတော့ information သတင်းချက်လက်တွေ energy and matter
စွမ်းအင်နေသူတို့ရဲ့အဲ့ဖွဲ့စည်းတည်ဆောက်ပုံတွေand ပြီး interaction သူတို့ကြားမှာဘယ်လိုဆက်ဆံမှုရှိနေရဆိုတာလေand ပြီးတော့ evolution စင်ကဲပြောင်းလဲမှုဖြစ်စဉ်တွေနဲ့ပတ်သက်ပြီးခွဲလို့ရတယ်အဲ့တော့မအဲ့တခုချင်းကြောင်နည်းနည်းလေးပေါ့နော်ဒီဟိုမှာတော့အကြီးအနေနဲ့မသိရဘူးအမအကျဉ်းမြင့်လေးပြောပြမယ်ပေါ့ဟုတ်ပြီ organization biology ကိုဘာတွေနဲ့ဖွဲ့စည်းထားလဲgrade 10မှာလည်းသင်ခဲ့တယ်ပေါ့ကွာဘာမတို့ကို grade 10ရဲ့ chapter 2မှာဆိုပါတယ်ပေါ့နော် cell လေးတွေ atoms လေးတွေပေါင်းရင် molecules လေးတွေဖြစ်တယ် molecules လေးတွေပေါင်းရင်တော့ organelle လေးတွေဖြစ်တယ် organelle လေးတွေဖြစ်ရင် cell တွေဖြစ်တယ်ပေါ့နော် cells ကနေပြီးမှတို့ဟို tissue တွေတို့ organ တွေတို့ organ system တွေတို့အဲ့ဒါတွေသင်ခဲ့တယ်အဲ့ဒါ biology ရဲ့ organization ပဲ organization တစ်ခုနဲ့တစ်ခုနဲ့မတူဘူးပေါ့နော်တရဝါတစ်ခုနဲ့တစ်ခုနဲ့ organization ချင်းမတူဘူးအဲ့လိုမျိုးတစ်ခုနဲ့တစ်ခုနဲ့စုစည်းပြီးတော့ဖြစ်လာတာ organization လို့ခေါ်တယ်အတန်လေးနှလုံးပေါင်းလိုက်လို့ oxygen အတန်လေးနှလုံးပေါင်းလိုက်လို့ oxygen ဖြစ်လာတယ်ပေါ့အဲ့လိုမျိုးလေးကို organization ဖွဲ့စည်းတည်ဆောက်ပုံလို့ခေါ်တယ်ပေါ့နော်သူတို့ဘယ်လိုတွေစုစည်းပြီးတော့ဖြစ်လာတယ်လဲပေါ့ information သတင်းချက်လက်အဲ့ဒါဆိုရင်ရော information ရအောင်ဘယ်လိုလဲပေါ့အမားတို့ကသတင်းချက်လက်ပြီးတယ်ပေါ့နော်သတင်းချက်လက်ပြီးတယ်အမတို့သတင်းချက်လက်နဲ့ပဲလူဖြစ်လာကြတာပေါ့နော်အမတို့သတင်းချက်လက်တွေအမတို့လူခနာကိုအရက်ရှိတဲ့အရက်ပူတယ်ဝါတယ်ပိန်တယ်အဲ့လိုတွေဖြစ်ဖို့အတွက်ဘယ်ဟာသတင်းချက်လက်တွေရတာလဲပေါ့အမလူတယောက်နဲ့တယောက်နဲ့မတူဘူးအဖေတူရင်အဖေမင်းတူရင်တောင်မှမောင်နှမချင်းမှာကွဲတာတွေရှိသေးတယ်ပေါ့နော်အဲ့ဒါတယောက်ချင်းစီကလေ information နဲ့အလုံးလုံးနေချတာအဲ့ဒီ information ကဘယ်ရလဲဆိုတော့အမေစီရရတယ်အဖေစီရရတယ်အဲ့ဒီတဝက်ကနေအမတို့ genes တွေနဲ့ရလိုက် genes ကနေအမတို့အစစ်စစ်ပြီးတော့ကူးပြောင်းတာတွေလုပ်တယ်ပေါ့နော် DNA တွေ RNA တွေ proteins တွေအဲ့လိုကနေပြီးတော့မှအမားတို့ခန္ဓာကိုယ်ရဲ့ပုံမှန်သတင်းကြီးဖြစ်လာတာပေါ့အဲ့လိုမျိုးသတင်းချက်လက်တွေအစစ်စစ်ကူးပြောင်းပြီးတော့သတင်းချက်လက်တွေကနေဒီလိုဖြစ်လာခဲ့ကြရတာအဲ့ဒါကိုမှတော့ information လို့ခေါ်တယ်ဒါတွေကအပုတ်ကြီးတွေမှာလည်းအမတို့အသေးစိတ်ရှင်းအောင်ပါပေါ့ဒါပေမဲ့အမလူမျိုးကြီးနဲ့အခြေခံကိုပြောပြလိုက်တာပေါ့နော် energy and matter အဲ့ဆို energy and matter ဆိုတော့ဘာလဲပေါ့နော်အမတို့က energy တွေဆိုတာဖြည့်ဆည်းလို့လည်းမရဘူးပြုလုပ်လို့လည်းမရဘူးအမတို့စားတယ်အမတို့စားတဲ့စီကနေ energy ရောက်တယ်အဲ့လိုပဲတချို့ဆိုလို့ရှင်လေသူတို့အရွက်တွေစားကြတယ်အရွက်တွေကနေသူတို့ energy ရတယ်အဲ့ဒီ energy ကနေပြီးတော့သူတို့ပြန်စားတဲ့သူတွေစီကိုသူတို့ရဲ့ energy ရရောက်သွားတယ်ပေါ့နော်အဲ့လိုမျိုးအဆင့်ဆင့်ဖြစ်နေတယ်အဲ့ဒါဆို energy and matter ပေါ့နော် interaction အမတို့တစ်ခုနဲ့တစ်ခုနဲ့ interaction တက်ရောက်မှုဆက်နွယ်မှုရှိတယ်ဘယ်လိုတက်ရောက်မှုဆက်နွယ်မှုတွေရှိလဲအမားတို့ဆိုရင်အသက်ရှူတဲ့အခါမှာအောက်ဆီဂျင်လိုတယ်အဲ့ဒီအောက်ဆီဂျင်ကိုအပင်တွေကနေပြီးရကွာအပင်တွေကကြတော့လေသူတို့အစာထုတ်ဖို့အတွက်လိုတဲ့ကာဗွန်ဒိုင်အောက်ဆိုက်ကိုအမားတို့အသက်ရှူထုတ်တဲ့နေရာစီကနေပြီးရပေါ့အဲ့လိုမျိုးတစ်ခုနဲ့တစ်ခုနဲ့ interaction ဖြစ်ပြီးတော့ဆက်နွယ်နေရတစ်ခုနဲ့တစ်ခုနဲ့မှီခိုနေရတယ်ပေါ့နော် interdependent အမားတို့အပင်တွေမရှိရင်အမားတို့တက်မရှင်နိုင်အဲ့လိုပဲအပင်တွေဆိုတာလေကာဗွန်ဒိုင်အောက်ဆိုက်ထုတ်ပြီးမဲ့တရဝါတွေမရှိရင်အသက်မရှင်နိုင်အဲ့လိုမျိုးတစ်ခုနဲ့တစ်ခုနဲ့အမိတဟဲဖြူပြီးနေကြရတာ interaction လို့ခေါ်တယ်ပေါ့နော်evolution စင်ကဲဖြစ်စဉ်ကတော့စင်ကဲဖြစ်စဉ်လုံးနိုင်တဲ့သူတွေပဲအသက်ရှင်နိုင်တာပေါ့နော်ပြောတာကြားဘူးကြလဲတန်မာမပေါ့မတန်မာတဲ့သူတွေအတွက်ကဘာမျိုးမှနေရာမရှိဘူးလို့ပါတော့စိတ်သက်ဆွမ်းအားဘာညာနေလည်းပြောကြတယ်ပေါ့နော်တကယ်တော့ interaction ဆိုevolution ဆိုတာလည်းအဲ့လိုပဲအမတို့ဒီပတ်ဝန်းကျင်ကပြောင်းလဲလာတယ်အဲ့ပတ်ဝန်းကျင်ကပြောင်းလဲလာတဲ့ဒီမတို့လာရောညစ်တွေဖြစ်အောင်လိုက်ပြီးတော့ပြောင်းလဲရတယ်အဲ့လိုမဟုတ်ဘူးပတ်ဝန်းကျင်ကပြောင်းလဲလာတာအမတို့အသက်ရှင်နေထိုင်ဖို့လာရောညစ်တွေဖြစ်ဖို့အတွက်ဆက်ပြီးတော့မပြောင်းလဲနိုင်ဘူးဆိုအမတို့ကြံခဲ့ရင်သွားပြီမတို့တတ်မရှင်နိုင်တော့ဘူးအဲ့လိုမျိုးတယောက်တည်းကြံခဲ့ရင်တိတ်ကိစ္စမရှိသေးဘူးမျိုးစိတ်တစ်စိတ်လုံး species တစ်ခုလုံးကသာကြံခဲ့ပြီဆိုအဲ့ species ကတတ်မရှင်တော့ဘူး species ကပျောက်သွားတော့မှာအဲ့ဒါကိုမှတော့ evolution လို့ခေါ်တယ်ပေါ့နော် each of these thing ဒီ item တစ်ခုချင်းစီက will be described ပြန်ပြီးတော့ရှင်းပြမယ် and ပြီးတော့ဖော်ပြမယ် and ပြီးတော့ explain ရှင်းပြမယ် they are important to understand life as a whole သူတို့ကဘယ်လိုမျိုးအသုံးဝင်တယ်ဘယ်လိုမျိုးအရေးကြီးတယ်ဘဝကြီးကိုတက်ရှိဆိုတဲ့ဟာကြီးတစ်ခုလုံးကိုနားလည်ဖို့ဒီလိုအချက်လက်လေးတွေကဘယ်လိုအရေးကြီးရယ်ဆိုတော့တစ်ခုချင်းပြန်ရှင်းပြမှာဖြစ်ပါတယ် life on earth is simply amazing ကမ္ဘာမှာရှိတဲ့တက်ရှိရဲ့အကုန်လုံး amazing အရန်ကိုအံ့ဩဖို့ကောင်းတယ်ဘာလို့အံ့ဖို့ကောင်းရတယ်လဲဘာလို့အံ့ဖို့ကောင်းလဲ diverse အရန်ကိုကွဲပြားခြားနာတာအမတို့ဒီမျိုးစိတ်ပေါင်းဆိုတာလေကွဲပြားခြားနာလို့မဟုတ်ကွဲပြားခြားနာတဲ့လူတွေအကုန်ပစ္စည်းတွေအကုန်လုံးကိုတက်ရှိရဲ့အကုန်လုံးအမတို့ခွဲရလို့မျိုးစိတ်ပေါင်းဆိုတာအခုတွေ့ခဲ့တဲ့ဟာတွေတိတ်မကသေးဘူးတိတ်ပဲပညာရှင်တွေတောင်မှအဆုံးထိမရှာနိုင်လောက်အများပြားတယ်ဘာလို့ဆို variations တွေအရန်ရှိလို့ပြောင်းလဲမှုတွေအရန်ရှိလို့ resilient ခံနိုင်တယ်
မော်ရာဒီလိုဒန်နီခံနိုင်တယ်တဘာပတ်ဝန်းကျင်ရဲ့ဟွာခံနိုင်တယ်ပေါ့နော်အဲ့လိုမျိုးအရန်ခံနိုင်တယ်တဘာပတ်ဝန်းကျင်ဆိုလဲလူတွေရဲ့ဒီပြုလုပ်မှုတန်တွေအဲ့လိုမျိုးခံနိုင်တယ်ပေါ့အဲ့လိုမျိုး resilient လည်းရှိတယ်ပြီးတော့ powerful အင်အားတောင့်တင်းတယ်အမားတို့ဒီအကုန်လုံးကတချို့အင်အားတောင့်တင်းတဲ့ကောင်အင်အားတောင့်တင်းတယ်ပေါ့နော်အမားတို့ဆိုလဲဒီညံပါဝါအနေနဲ့လူတွေဆိုညံအားဖြင့်အင်အားတောင့်တင်းတယ်ပေါ့နော်ညံအားဖြင့်အင်အားတောင့်တင်းပြီးတော့အဲ့ဒီညံကိုသုံးပြီးတော့မှပစ္စည်းတွေထွန်းတယ်တွားလာတဲ့နေရာမှာလွယ်ကူအောင်လုပ်တယ်ပေါ့နော်အဲ့လို powerful လေးဖြစ်တယ်intelligent ခဏကပြောခဲ့တယ်ပေါ့နော်ဟိုညံရှိတယ်ညံုံနဲ့အမားတို့ဒီအမျိုးမျိုးတီထွန်းနေနေနာအိမ်နေပါညာလေးစောက်တယ်အဲ့လိုမျိုး intelligent လေးဖြစ်တယ်အဲ့ပြီးတော့ mystify အရန်ကိုဘယ်လိုပြောမလဲအော်ဖို့ကောင်းတယ်ပေါ့နော်အော်ဖို့ကောင်းလာအောင်ပဲအသေးစိတ်ဆန်နေတောဖြစ်ရလာအောင်ထိလည်းဖြစ်တယ်အဲ့ဒါတွေကြောင့်မို့လို့အရန်ကို amazing ဖြစ်တယ်အသက်ရှိတယ်အကုန်လုံး In that time အဲ့ဒီချိန်မှာ the human has studied biology understanding of its 5 major things have been able to recognize အဲ့ဒီလူတွေကပဲ biology ကိုလေ့လာခဲ့တယ် understanding of its 5 major things သူအဓိက things 5ခုရှိမှပြောခဲ့ things 5ခုကိုလေ့လာတယ်အဲ့ဒီ things 5ခု has been able to be categorized အဲ့ဒီ things 5ခုကိုလေ့လာနိုင်အောင်သူတို့အဖွဲ့လေးတွေခွဲပြီးတော့ categorize လေးလုပ်လိုက်သေးတယ်သူတို့ဟာသူတို့သက်ဆိုင်ရာအောက်မှာထည့်ထားလိုက်ပါသေးတယ်အဲ့ဒီအချိန်မှာပဲအဲ့ဒီလူတွေက biology ကိုလေ့လာတယ် biology ကိုလေ့လာတဲ့ခါမှာလည်းဆိုအခုက 5 major things ကိုသူတို့နဲ့ group လေးတွေခွဲသက်ဆိုင်ရာလေးခွဲပြီးတော့လောက်ထားနိုင်ပါသေးတယ်အဲ့တော့အမချပေးမယ်ပေါ့နော်အဲ့တော့ like ဆိုပေါ့နော်ဆိုပြသွားအောင် things of biology biology is broadly divided into 5 major things organization information energy and matter interactions and evolution each of these things will be described and explain their importance to understand life as a whole. Life on Earth is simply amazing, diverse, resilient, powerful, intelligent, and mystifying. In that time, the human has studied biology, understanding of its 5 major things has been able to be categorized.